မင်္ဂလာပါသားတစ်ခင်ပါပြည်သူ့ကာကွယ်ထောက်ပို့အတွက်မြန်မာတာဝန်ခံရဲဘော်ပါဒီနေ့ကျွန်တော်တို့ရဲ့တော်လှန်ပြည်သူတွေကိုစကားပြောချင်တာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အညာရဲ့တော်လှန်ရေးအရွေးတစ်ခုရဲ့အကြောင်းကျွန်တော်ကအညာသားစစ်တယောက်ပါအကွေးတိုင်းဒီနေ့အညာဒေသဖြစ်တဲ့အကွေးတိုင်းအကွေးနယ်မှာဝေးတဲ့ကျွန်တော်ကအညာသားစစ်တယောက်ဖြစ်ပါအခုလက်ရှိမှာတော့2021လူဦးတော်လိုင်းကာလအစကရနေခုချိန်ခရင်ဂရင်းဒီကရန်တောင်တန်းဒေသတွေပေါ်မှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူတော်လှန်ထောက်ပို့တာဝန်တွေကိုထမ်းဆောင်နေတဲ့တောင်တန်းတွေပေါ်မှာရောက်ရှိနေတဲ့အညာသားတွေဆိုတော့ခုနကပြောတဲ့ကျွန်တော်တို့အညာအတွက်စီရေးအရွေးတစ်ခုအတွက်ကိုပေါ်ဆောင်မဲ့အစီအစဉ်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီမြို့သားညီတွေဆိုရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးအဖွဲ့မကွေးတိုင်းပကဖကနေပြီးတော့စီစဉ်ဆောင်ရွက်တဲ့အညာသားတွေကိုယ့်ရဲ့အညာဒေသကိုပြန်လာပြီးတော့တောင်တန်းတိုင်းရင်းသားဒေသတွေမှာစစ်ပညာတွေတင်ရင်းတောင်တန်းတွေပေါ်မှာခိုင်ပွဲဝင်ရင်းမြင့်မြတ်စွာကြောက်ဆုံးသွားတဲ့အသက်ပေးခဲ့တဲ့အာဇာနည်သူရဲကောင်းတွေရှိတယ်လို့မျိုးအခုလက်ရှိချိန်ထိတောင်တန်းတွေပေါ်မှာဆက်လက်တော်လှန်တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့အညာသားရဲဘော်တွေအကုန်လုံးတစုတစည်းနဲ့ကိုယ့်ရဲ့မြေပြန့်အညာဒေသကိုပြန်လာပြီးတော့တောင်တန်းဒေသတွေရဲ့အောက်မှာမြေပြန့်မှာရှိနေတဲ့ညီနောင်တော်လှန်ရဲဘော်တွေနဲ့အတူတူစစ်စင်ရေးတွေပြန်ပြီးတော့ပေါ်ဆောင်နိုင်ဖို့အတွက်ရဖိတ်ခေါ်တယ်ပြီးတဲ့ခါကျရင်အဲ့ဒီအညာသားတွေကိုလိုအပ်တဲ့လက်နက်ခဲယမ်းတွေတက်ဆင်ပေးမယ်စစ်ကြောင်းတွေထုတ်နော် Special Operation Unit ဆိုတဲ့ခေါင်းစဉ်နဲ့ Operation လုပ်ဆောင်မဲ့ unit အဖြစ်ဖွဲ့စည်းပေးမယ်နော်ဆိုတော့ဒီ Special Operation Unit ကိုကျွန်တော်တို့ရဲ့ဒီလူသားညီတွေဆိုရတာကိုခဏအောင်ကြည့်မကွေးတိုင်းပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေပြီးတော့တိုင်းပကဖကနေပြီးတော့ Special Operation Unit 01020304ဆိုပြီးတော့ဒါ unit ၄ခုခွဲထုတ်ပြီးတော့သူ့ရဲ့အညာဒေသမှာစစ်မျက်နှာပြင်စစ်ဒေသအလားစစ်မျက်နှာဖွင့်ပြီးတော့တော်လန်တိုက်ပွဲဝင်မယ်ပေါ့နော်အဲ့ဒီစိတ်ကူးနဲ့ပဲအညာသားတို့အိမ်ပြန်လန်းဆိုတဲ့ခေါင်းစဉ်နဲ့မကွေးတိုင်းပကဖကနေပြီးတော့ project အစီအစဉ်တစ်ခုလုပ်တယ်ဆိုတော့ project လုပ်ပြီးဆိုကြတဲ့အတိုင်းဒီရဲဘော်တွေရဲ့စားနပ်ရိက္ခာလိုအပ်တဲ့စေဝါခဲယမ်းဒါတွေကိုကျွန်တော်တို့မှာကအကူစရာကပြည်သူပဲရှိရတဲ့အတွက်ပြည်သူတွေစီကနေပြီးတော့အလှခံကြရပါတယ်အဲ့လိုမျိုးအလှခံရတဲ့နေရာမှာကျွန်တော်တို့ရဲ့ဒီအစိုးရတရက်ရဲ့ system အောက်မှာစနစ်တကျ COC နဲ့စနစ်တကျရှိနေတဲ့ဒါ project လုပ်ပြီးဆိုရင်လည်းပဲကျွန်တော်တို့ရဲ့ဒီ OFP အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့လုပ်ကြကင်ကြရပါတယ်ထောက်ဖို့ဆိုရင်ကျွန်တော် PRF ပေါ့နော်ဆိုတော့OFP fundraiser အဖွဲ့တွေကတစ်ဖွဲ့ကနေပြီးတော့ဒီ project ကိုတာဝန်ယူပြီးတော့ဆောင်ရွက်ပေးတယ်ကျွန်တော်တို့ရဲ့ဒီ CRPH OFP fundraiser အဖွဲ့ညီကိုပေါင်းသမားတွေနဲ့စုရုံးပြီးတော့ဒီမကွေးတိုင်းပကဖရဲ့ညာသားတို့အိမ်ပြန်လန် project ကို3500တတ်မှတ်ပါတယ်ဒီ3500ရရှိအောင်တစ်ကမ္ဘာလုံးမှာရှိနေတဲ့ကျွန်တော်တို့မြန်မာတွေရဲ့အားနဲ့ဒီ project ကိုဆောင်ရွက်လာတာခုဆိုရင်တတ်မှတ်ကာလတစ်လရဲ့အကွက်15ရက်ကျော်လာဖြစ်ဒီညာသားတို့အိမ်ပြန်လန်ဆိုရက်ဒီ project မှာကျွန်တော်ရဲ့ဒီပြည်သူ့ကာကွယ်ရေးထောက်ပို့အဖွဲ့ People Transport မြန်မာကလည်းပဲ fundraiser တရက်အနေနဲ့တာဝန်ယူပြီးတော့ပါဝင်ထားတယ်မြန်မာငွေနဲ့ထိုင်းငွေနဲ့ကျွန်တော်စီမှာလာရောက်ပြီးတော့ထောက်ပို့ပေးနိုင်တယ်ဆိုတော့သူ့ရဲ့နိုင်ငံအလိုက်စင်ကာပူပဲဖြစ်ဖြစ်မလေးပဲဖြစ်ဖြစ်ဒါအမေရိကန်လူတွေပဲဖြစ်နေပါစေဒီအညာသားတို့အိမ်ပြန်လန် project မှာတရားဝင်ထောက်ပို့ပေးလို့ရနိုင်တဲ့ OFP fundraiser တွေရဲ့ link တွေကိုတရားဝင်တင်ထားတာရှိတယ်ဆိုတော့ကိုရောက်ရှိနေတဲ့နိုင်ငံတွေကနေပြီးတော့ကိုယ့်ရဲ့ငွေကြေးကိုလက်ရှိသုံးနေတဲ့ငွေကြေး currency အလားဒီ project မှာပါဝင်ထောက်ပို့ပေးလို့ရတယ်ဆိုတာကိုကျွန်တော်သတင်းစကားပါချင်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဒီအညာသားတွေအိမ်ပြန်မဲ့လမ်းမှာအတလူကြီးကျွန်တော်တို့ပြန်လို့မရပါဘူးကျွန်တော်တို့ကရန်သူရဲ့စစ်ဒေသတွေရန်သူနယ်မြေတွေကိုတိုးဝင်ပြီးတော့ကျွန်တော်တို့ရဲ့အိမ်ကိုကျွန်တော်တို့ပြန်ပြီးတော့ပိုင်ဆိုင်နိုင်ဖို့အတွက်ကျွန်တော်တို့ကစစ်မျက်နှာထိပြီးတော့သွားဖြစ်အဲ့ဒီတော့ကကျွန်တော်တို့ကလက်နက်ခဲယမ်းလိုတဲ့ကြီးစားနပ်ရိက္ခာလိုတယ်ထိခိုက်ဒဏ်ရာရှိလာပြီဆိုရင်စေဝါလိုပါတယ်ထိခိုက်ဒဏ်ရာတွေမရှိအောင်ကျွန်တော်တို့ကာကွယ်ဖို့အတွက်ကြီးကားတွေလိုပါတယ်ဒါတွေကိုဖြစ်စီးပေးနိုင်မှသာနေကျွန်တော်တို့ရဲ့အညာသားတွေကဘေးပတိရမခပဲနဲ့အိမ်ကိုပြန်ရောက်မှာမပြည့်မစုံမဲနဲ့ကျွန်တော်တိုက်ပွဲသွားဝင်နေဆိုရင်တော့ကျွန်တော်တို့ရောက်မဲ့အိမ်ဟာကျွန်တော်တို့ရဲ့အိမ်ကိုရောက်မှာတော့မဟုတ်ပါဘူးကောင်းကင်ဘုံပဲရောက်တော့မှာဆိုတဲ့အခါကျတော့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့တော်လန်ပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့အညာဒေသကအညာသားရဲဘော်လေးတွေအညာကိုအောင်ပွဲစင်ပြီးတော့အောင်လန်နှွင့်ပြီးတော့ပြန်နိုင်ဖို့အတွက်ဒီအညာသားတို့အိမ်ပြန်လန်းဆိုတဲ့ campaign project မှာ
OFP ကပြုလုပ်တဲ့ campaign project မှာဝိုင်းဝန်းပါဝင်ပေးကြပါလို့ကျွန်တော်လေးလေးနက်နက်တိုက်တွန်းချင်ပါတယ်သတ်မှတ်ကာလရက်ကတစ်လပါအခုဆိုရင်နောက်တစ်ဝက်ကျိုးပါဘူးငွေသတ်မှတ်ချက်ပမာဏက3500ဆိုတဲ့ငွေပမာဏသာရရှိခဲ့မယ်ဆိုကျွန်တော်တို့အညာသားတွေအိမ်ပြန်လန်းဟာကြောမွေးဖို့အတွက်စစ်လက်နဲ့အသုံးပစ္စည်းသုံးဆောင်ပစ္စည်းတွေပြပြဝဝထောက်ပံ့ပေးနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့တော်လှန်ပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့အညာဒေသကိုပြန်ပြီးတော့လက်ကြည့်ပေးကြပါအောင်လို့ကျွန်တော်လေးလေးနက်နက်တိုက်တွန်းချင်တယ်ကမ္ဘာလုံးမှာရှိနေတဲ့ကျွန်တော်တို့ရဲ့တော်လှန်ပြည်သူတွေအနေနဲ့လည်းပဲဒီလမှာတော့ဒီ project မှာပါဝင်ပေးကြပါလို့ကျွန်တော်ဒီညကနေညသားစစ်စစ်တရားအောင်လေးလေးနက်နက်တိုက်တွန်းချင်ပါ